မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube Channel ကနေကြိုဆိုပါတယ်ကျွန်တော်ဒီတစ်ခေါက်မျှဝေပေးမယ့်အကြောင်းအရာကကျွန်တော် PayPal account ဖွင့်နည်းကိုကျွန်တော်မျှဝေပေးသွားမှာဖြစ်ပါတယ် PayPal account ဖွင့်ရတာအဆင်မပြေတဲ့လူတွေဒီကျွန်တော်ပြတဲ့ဗီဒီယိုလေးကိုအစားအဆုံးကြည့်ပြီးတော့ like လုပ်ကြည့်ပါဒါဆိုရင်အားလုံးအဆင်ပြေသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ Google Chrome နဲ့ကိုသွားမယ် Chrome နဲ့ကိုသွားပြီးသွားရင် paypal.com ဆိုပြီးတော့ရိုက်ရှာလိုက်မယ်ရိုက်ရှာပြီးသွားရင်ကျွန်တော်တို့ဒီ paypal.com ကိုက location ပြောင်းပြီးတော့ဖွင့်မယ်ကျွန်တော်တို့ UAE နိုင်ငံ location နဲ့ကျွန်တော်တို့ဖွင့်မှာဖြစ်တဲ့အတွက်ကျွန်တော် PayPal account ကို edit လုပ်ပြီးတော့ပြီးရင် paypal.com AE ကို AE ဆိုပြီးတော့ရိုက်ရှာလိုက်ပါဒါဆိုရင် United Emirates ဖြစ်သွားပြီဒီ location ကဖြစ်သွားပြီကိုကအသစ်ဖွင့်မှာဖြစ်တဲ့အတွက် sign up ကိုနှိပ်ကျွန်တော်ဒီမှာဆိုရင်ဖွင့်နည်း2မျိုးရှိတယ် personal ရှိတယ် business ရှိတယ်ဟုတ်ကဲ့ကျွန်တော်တို့ business နဲ့ပဲဖွင့်ကြမယ်ပြီးရင် get start ကိုနှိပ်မယ် get start ကိုနှိပ်ပြီးသွားရင်ကိုယ့်ရဲ့ first name last name နှိပ်မယ်အဲ့ဒီမတိုင်ခင်သူကကိုကခဏဝင်ထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာကိုက robot ဖြစ်နေလားစက်ရုပ်ဟုတ်လားစက်ရုပ်မဟုတ်ဘူးလားဆိုတာညံစမ်းလေးရှိတယ်အဲ့ဒါကိုဖြေလိုက်မယ်ဖြေပြီးသွားရင် first name last name ကိုကြိုက်တဲ့နာမည်ထည့်ပါထည့်ပြီးသွားရင်ဒီအောက်မှာ email address ဆိုတာရှိတယ်ဒီ email address ကကျွန်တော်တို့ဘာမှမသုံးရသေးတဲ့ email address ဆိုရင်ပိုကောင်းတယ်ကျွန်တော်တို့ဒီကိုက PayPal account နဲ့အရင်တော့ဖွင့်မထားတဲ့ account ကိုဒီမှာ Gmail နံပါတ်ကိုထည့်ပါပြီးရင် password ကိုထည့်ပါ password ကလည်း capital letter စလုံးအကြီးစလုံးအသေးကဏန်းထည့်ရမယ်ပြီးရင်သင်္ကေတလေးတွေပါရောပြီးတော့ထည့်ရမယ်ကဏန်းရှင်လုံးထည့်ပြီးသွားရင်ဒီမှာအစိမ်းရောင်လေးတွေဖြစ်သွားပြီဆိုရင်ရပြီပြီးရင် agreed and create ကိုနှိပ်လိုက်ပါဟုတ်ကဲ့နှိပ်ပြီးသွားရင်ဒီကိုယ့်ရဲ့ Gmail တွေကိုကျွန်တော်ကုတ်ကြမယ်ဒီကုတ်နံပါတ်ကိုတွားကြည့်ဖို့ကိုယ့်ရဲ့ Gmail account တွေကိုတွားရမယ်ဟုတ်ပြီကိုယ့်ရဲ့ Gmail account တွေကိုတွားလိုက်ပါတွားလိုက်ပြီးရင်ဒီမှာသူပို့တဲ့ကုတ်ကို copy paste လုပ်ဒါမှမဟုတ်လဲမှတ်သွားပြီးတော့ဟိုဘက်မှာထည့်လိုက်ပါ431 43165ခွင်ဟုတ်ပြီထည့်ပြီးသွားရင် submit ကိုနှိပ်လိုက်ပါ you are all set ဆိုပြီးတော့ just a second နဲ့ငယ်ခဏဆောင်လိုက်ပါဟုတ်ပြီ activate your account to start using PayPal ကို activate လုပ်မယ် let's go ကျွန်တော်တို့ဆက်ပြီးတော့လုပ်ကြမယ်ဟုတ်ပြီကိုက business account နဲ့ဖွင့်မှာဆိုတဲ့အတွက် business account ကိုရွေးလိုက်ပါရွေးပြီးသွားရင်ကျွန်တော်တို့ business type ရှိတယ် business type ကိုမြားလေးကိုထုတ်ပြီးတော့ကိုကြိုက်တဲ့ဟာထည့်လိုက် private corporation ကျွန်တော်ပြတဲ့အတိုင်းလေးလိုက်ပြီးတော့ထည့်ပေးပါဒါဆိုရင်လူချင်းမင်းအတွက်လွယ်ကူမှာပေါ့နော်ပြီးရင် legal business name ဒါကိုရဲ့ company name ကိုထည့်ကိုကြိုက်တဲ့နာမည်ထည့်ဟုတ်ပြီနမူနာအနေနဲ့ Tashwa ဟုတ်ပြီ TACH Tashwa လို့ရိုက်ရှာမယ်ကျွန်တော်ပြတဲ့နီလန်းလေးအတိုင်းလိုက်ပြီးတော့တေးချာတဆင်းချင်းစီကြည့်ပြီးတော့လိုက်လုပ်ကြည့်ပါဒါဆိုရင်တရားရဂိုင်နှုန်းအဆင်ပြေမယ်ဖွင့်ရတာအဆင်ပြေမယ်ဟုတ်ပြီ use your legal business name ကိုပဲထည့်မယ်ပြီးရင် what is your business registration number ဒီမှာကကိုကြိုက်တဲ့ number ကိုထည့်လိုက်ပါကနန်း10လုံးလောက်ထည့်လိုက်OB 5619942025 okay ဒီမှာဆိုရင် currency ကိုရွေးလိုက်ဒေါ်လာကိုပဲရွေးလိုက် US ဒေါ်လာကိုရွေးလိုက်မယ်
ဒီမှာဆိုရင် what do you sell ဘာရောင်းတာလဲ စာဘက်ကဘာတွေလဲဟာကိုကြိုက်တဲ့ဟာပဲထည့်လိုက်ဒီမှာ best line ဆိုပြီးတော့ကိုကသူရွေးထည့်လိုက်ကျွန်တော်ပြတဲ့အတိုင်းလေးပဲလိုက်ပြီးတော့ထည့်လိုက်ခေါင်းရှုပ်မခံပါနဲ့ဟုတ်ပြီ do you have business website ရှိလားကျွန်တော်တို့မှာ website မရှိတဲ့အတွက် no နှိပ်မယ်ဟုတ်ပြီကျွန်တော်ဖုန်းနံပါတ်ထည့်မယ်ဒီနေရာမှာဖုန်းနံပါတ်ကိုမှာမြန်မာနိုင်ငံဖုန်းနံပါတ်တွေပါထည့်လို့မရဘူးအဲ့ဒီအတွက်ကိုကအမေရိကန်ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ဖွင့်မယ် United States ဖုန်းနံပါတ်နဲ့ဖွင့်မယ်ဆိုတော့ United States ကိုရွေးပြီးတိုင်းကိုဖုန်းနံပါတ်မသိတဲ့အတွက်ကျွန်တော်တို့ဖုန်းနံပါတ်ကိုရဖို့အတွက်ဘယ်ကိုသွားရမလဲပြီးရင်ဘယ်ကိုသွားမလဲဆိုတော့ကျွန်တော်တို့ Chrome browser တွေကိုပြန်သွားပြီးရင်ဒီမှာ US fake number list ဟုတ်ပြီ number list ဆိုပြီးတော့ရိုက်ရှာမယ်ရိုက်ရှာပြီးရင်အဲ့ထဲကိုဝင်လိုက် enter နှိပ်လိုက် enter နှိပ်ပြီးသွားရင်ဒီအောက်ကလေးကိုနည်းနည်းဆွဲချဒီမှာအများကြီးရှိရကိုကြိုက်တဲ့ website ထဲကယူပြီးတော့သုံးလို့ရတယ် fake number တယ်လီဖုန်းနံပါတ်တွေဟုတ်ပြီဒီမှာ copy paste လုပ်ကိုကြိုက်တဲ့ဟာ copy paste လုပ် copy paste လုပ်မရဘူးဆိုရင်ကိုကသူဒီစာရွက်ထဲမှာမှတ်ပြီးတော့ခုနကျွန်တော်ဖြည့်ရမယ့်နေရာကိုကျွန်တော်တို့ယူသွားမယ်ကိုကြိုက်တဲ့ဖုန်းနံပါတ်လေးကိုထည့်မယ်ဒါတော့ကိုစီမှာကိုကဖုန်းနံပါတ်မရှိဘူးပေါ့နော်မရှိတဲ့အတွက်ကျွန်တော်အင်တာနက်မှာ fake number တွေကိုကျွန်တော်ယူသုံးမယ်သုံးပြီးရင်ဟုတ်ပြီဒီမှာထည့်လိုက်မှာဖုန်းနံပါတ်လေးကိုထည့်လိုက်ကိုမှတ်ထားတဲ့ဖုန်းနံပါတ်လေးကိုထည့်လိုက်ပါထည့်ပြီးသွားရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီခက်ခဲတဲ့အပိုင်းတွေပေါ့နော်ဒီအပိုင်းလေးကနည်းနည်းပါးပါးခက်ခဲတယ်တခြားလူတွေအတွက်နည်းနည်းပါးပါးမလုပ်တဲ့မကင်တဲ့ဖြစ်တတ်တယ်အဲ့ဒီအတွက်တေချာလေးပြပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒီအောက်နားလေးမှာဆိုရင်လည်း PO box ဆိုတာရှိတယ်ဒီ PO box ဆိုတာလည်းကိုကဘာထည့်လို့ထည့်ရမှလည်းမသိဘူးကိုဖွင့်တာက UAE ရဲ့ location နဲ့ဖွင့်တာအတွက်ကျွန်တော် UAE address ကိုထည့်ရမယ်အဲ့ဒီအတွက်ကျွန်တော် address လည်းမသိဘူးမသိတဲ့အတွက်ကျွန်တော်ဘယ်သွားမလဲ Chrome နဲ့ကိုသွားမယ်သွားပြီးရင် random ဟုတ်ပြီ random address Emirates UAE ဟုတ်ပြီရိုက်ရှာလိုက်မယ်ရှာပြီးသွားရင် enter ကိုနှိပ်လိုက်မယ်ပြီးရင်ဒီအပေါ်ဆုံးမှာရှိတဲ့ random address in Emirates ကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင် best address website ကိုရောက်သွားပြီဆိုရင်ဒီမှာကိုကြိုက်တဲ့နိုင်ငံတွေရွေးပြီးတော့ address တွေရွေးလို့ရတယ်ကိုက Emirates ကိုရွေးထားမယ်ကိုက Emirates က address ကိုသိချင်တာဖြစ်တဲ့အတွက်ကျွန်တော်ဒီ quantity ဆိုတာအရေးအတွက်ဘယ်လောက်သိချင်တာလဲဟုတ်ပြီကိုကတစ်ခုပဲသိချင်တာလေတစ်ခုပဲသိချင်တာဆိုတော့တစ်ခုထည့်လိုက်မယ်ပြီးရင် loading create generate ကိုနှိပ်ပြီးသွားရင်အောက်ကလေးကိုဆွဲချလိုက်ဟုတ်ပြီဆွဲချလိုက်ဒီမှာ switch number PO box ဆိုရဘေးနားမှာ switch number လေးရှိတယ်ဟုတ်ပြီ switch number လေးကို copy paste လုပ်ပြီးတော့ကျွန်တော်ခုနဖြည့်ရမယ့်နေရာကိုသွားဖြည့်လိုက်ဟုတ်ပြီသွားပြီးဖြည့်လိုက်ဟုတ်ပြီအောက်နားလေးမှာ CT ရှိမယ် Emirates ရှိမယ်ဒီနေရာမှာ Emirates ဆိုတာကကျွန်တော် UAE နိုင်ငံကိုခေါ်တာခင်ဗျာကျွန်တော်ဒူဘိုင်းလို့ဘာလို့အဘူဒါဘီလို့အများကြီးလိပ်စာတွေအများကြီးရှိသေးတယ်အဲ့ဒီအတွက်confuse မဖြစ်နဲ့ကျွန်တော်တို့ခုနပြခဲ့တဲ့လိပ်စာကိုကျွန်တော်တို့ဒီချာချာလေးကြည့်မယ်ကိုသူကဘယ်လိပ်စာလဲโอเคဒူဘိုင်းလိပ်စာလားအဘူဒါဘီလိပ်စာလားဟုတ်ပြီတခြားမြို့တွေအများကြီးရှိရပါတော့ဒီအဲ့ဒီမြို့တွေနဲ့မရောနဲ့โอเคဒီမှာဆိုရင် CD ပေါ့နော်CD ကအဘူဒါဘီဟုတ်ပြီအဘူဒါဘီဒီအဘူဒါဘီကို copy paste လုပ်ပြီးတော့ဟိုမှာ copy CD မှာအဘူဒါဘီလို့ထည့်ပေးရမယ်ကိုကဒူဘိုင်းဆိုပြီးတော့ရှောက်ပြီးတော့ထည့်လို့မရဘူးเนาะဒီချာလေးမှတ်ထားပါ UAE နိုင်ငံဆိုတာကနိုင်ငံဒီအဘူဒါဘီလို့ဒူဘိုင်းလို့ပါလို့ဆိုတာမြို့ကိုခေါ်ရတယ်ဟုတ်ပြီအဘူဒါဘီဆိုတာထည့်လိုက်မယ်ထည့်ပြီးသွားရင် next ကိုနှိပ်မယ်အားလုံးအဆင်ပြေပြီလားကြည့်မယ်
ဒီမှာဆိုရင် zip code တွေအများကြီးပဲဖုန်းနံပါတ်ကအစားပါပါတယ်ခင်ဗျာဒီမှာလိပ်စာပါနော်ဟုတ်ပြီအကုန်လုံးဖြည့်ပြီးသွားပြီဆိုရင် next ကိုနှိပ် next ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဘာဆက်လုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီမပြီးပြတ်သေးတဲ့ကျွန်တော်တို့ဒီ birthday number တွေ birthday date တွေပါထည့်မယ်ဒီ birthday date ရွေးတာကဒီအကိုကြိုက်တယ်လို့မျိုးဒီမှာတစ်ခါတည်းထည့်လို့မရဘူးသူတို့ပြတဲ့အတိုင်းလိုက်ပြီးတော့ရွှေ့ပြီးတော့ထည့်ပေးပါဟုတ်ပြီ session နဲ့ကြော်ဖို့တော့လိုတယ် session နဲ့မကြော်ဘူးဆိုရင်ဒီရှောက်လို့မရဘူးခင်ဗျာဟုတ်ပြီ nationality မှာကိုကဘာမှဖြစ်တဲ့အတွက်မြန်မာဖြစ်တဲ့အတွက်မြန်မာထည့်လို့ရတယ်ဒီလူမျိုးကကိုကဘယ်နိုင်ငံရောက်ကိုကမြန်မာဆိုပြီးတော့ထည့်လို့ရပါတယ်ဟုတ်ပြီအောက်နာက what is your phone number ကခုနနံပါတ်ကိုပဲထည့်ပေးပါ United States ဖုန်းနံပါတ်ကိုပဲထည့်ပေးပါခင်ဗျာအောက်ကလေးကိုနည်းနည်းဆွဲချမယ်ဟုတ်ပြီဆွဲချလိုက်ရင်ဒီမှာ United States အလံလေးနဲ့ black 1 okay ခုနနံပါတ်လေးကိုမှတ်ထားပါခုနနံပါတ်လေးကိုမှတ်ထားပြီးတော့ဒီမှာ copy paste လုပ်လိုက်ဒါမှမဟုတ်လဲကိုကသူစာရွက်ထဲမှာရေးပြီးတော့ဒီမှာချပြီးတော့ရေးလိုက်ပါနော်ဟုတ်ပြီတဆင်ချင်းဒီချာလေးလိုက်ကြည့်ပေးပါဒါဆိုရင်လူချင်းမင်းပြန်ကိုကသူပြန်ပြီးတော့ဖွင့်နေချိန်ကြရင်အဆင်ပြေမှာပါခင်ဗျာဒီဗီဒီယိုနဲ့ပတ်သက်ပြီးတော့မရှင်းနိုင်ရင်လည်းကျွန်တော် comment မှာမေးသွားလို့ရတယ်နော်ဟုတ်ပြီအောက်နားလေးမှာ POA ဘောက်တွေပါရဆိုရင်လည်းဒီပုံမှန်တိုင်းမှာအရှိမထည့်ထားတဲ့အတိုင်းမှာအကုန်လုံးထည့်ပြီးသွားရင် next ကိုနှိပ်လိုက်ပါခင်ဗျာဒီမှာကိုယ်နိုင်ငံကိုပဲရွေးလိုက်ကိုကဘာမှဖြစ်တဲ့အတွက်ဘာမစ်ဟုတ်ပြီမြန်မာကိုရွေးမယ်ကိုဘယ်နိုင်ငံရောက်ကိုကသူဒီမှာ nationality ဒီမှာကိုကမြန်မာထည့်လို့ရပါတယ်နော်ဟုတ်ပြီ submit ကိုနှိပ်လိုက်ဒါဆိုရင်ခဏစောင့်ဒါခဏလေးနည်းနည်းလေးစောင့်ပေးမယ်ပြီးရင် refresh ကလေးလုပ်ပေးလိုက်ပါ refresh လုပ်လိုက်ဟုတ်ပြီတခုခုမထူးကြဘူးဆိုရင် refresh ကလေးလုပ်လိုက်အောက်ကလေးကိုနည်းနည်းလေးဆွဲချလိုက်ဆွဲချလိုက်ရင်သူဖြည့်ခိုင်းတဲ့ဖောင်တွေပါကြလာမယ်ကြလာပြီးရင်ဒီဖြည့်လိုက်ပါနော်ဒီမှာ line လေးနည်းနည်းပါ line ကြောင်းတော့မဟုတ်ဘူးသူကနည်းနည်းပါကိုဖြည့်တဲ့ဟာတွေကိုသူစစ်နေတယ်ဒီမှာသူဖြည့်ခိုင်းတဲ့အာဟာမှန်သမျှကိုကျွန်တော်ဘာလုပ်ပေးရမလဲ no ကြီးပဲနှိပ်ပေးလိုက်ဟုတ်ပြီနော်တိတ်ပြီးတော့ခေါင်းတွေမှာစားနေကျွန်တော်ပြတဲ့အတိုင်းပဲလိုက်ပြီးတော့လုပ်ပေးဒါဆိုရင် easy going ဟုတ်ပြီ submit နှိပ်လိုက် okay submit နှိပ်လိုက်ပြီအဝိုင်းလည်နေတယ်အဝိုင်းလည်နေတာလေးပြီးသွားပြီဆိုရင်ကျွန်တော်တို့အောင်မြင်စွာ PayPal account ကိုဖွင့်ပြီးသွားပြီgo to home page တဲ့ကိုပြန်သွားကြမယ် okay we have received everything ဒါဟိုဘက်မှာကိုရီဖွင့်လိုက်တဲ့အချက်လက်တွေဟိုဘက်မှာရောက်သွားပြီဟုတ်ပြီ hi သူ welcome back okay အကောင်လုံးဖွင့်ပြီးသွားပြီကျွန်တော်တို့ဒီမှာအကောင်လုံးဖွင့်ပြီးသွားပြီသုံးလို့ရပြီကျွန်တော်တို့ဒီမှာလောက်ရမှာတစ်ခုကဘန်နေနဲ့ချိတ်ဖို့ပဲလိုတော့တယ်ဘန်ကတော့မြန်မာနိုင်ငံဘန်ဆိုရင်တော့မရဘူးပေါ့နော်ဒီနိုင်ငံခြားဘန်တွေပါနဲ့ချိတ်ပြီးတော့သုံးလို့ရပါတယ်အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုကိုအစားဆုံးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ပြတဲ့အတိုင်းလေးကိုသေချာလေးလိုက်ပြီးတော့လုပ်ပေးစေလိုက်ပြီးတော့လုပ်ပါဒါဆိုရင်လူချင်းမင်းလောလောကူဖွင့်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာဆုံကြပါခင်ဗျာ